Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ကအေဘန်အောင်ကိုအောင်ဖြစ်ပါတယ်ဒီနေ့မှာကျွန်တော်တို့ကဒီမှာ office space for sale တခုကျွန်တော်တို့လာပြတာဖြစ်ပါတယ်ကျွန်တော်က residential ပဲမဟုတ်ဘဲနဲ့ကျွန်တော် commercial လဲလုပ်ပါတယ်ကျွန်တော်ကဒီ Georgia ပြည်နယ်ရဲ့ license ရ real estate agent တယောက်ဖြစ်ပါတယ်ဆိုတော့ residential ပဲမဟုတ်ဘဲနဲ့ commercial နဲ့ပတ်သက်ပြီးတော့အယောင်းဝယ်မှာအကူအညီလိုတယ်ဆိုရင်လည်းကျွန်တော်ဆက်သွယ်နိုင်ပါတယ်ကျွန်တော်က commercial အယောင်းဝယ်ကိုလည်းကူညီပေးပါတယ်တော်တော်များများက business တခုကိုလုပ်တဲ့ခါကျရင်သူတို့ကဒီလို retail space တွေ office space တွေကိုသူတို့ကငားတယ်ငားပြီးတော့သူတို့ကနေ့အတော်ကြာကြီးအဲ့ဒီမှာ business လုပ်ကြတယ်အဲ့ဒါထက်ကျွန်တော်ဒီနေ့အကြံတစ်ခုပေးချင်တာကကျွန်တော်တို့ငားတာထက်ကျွန်တော်တို့ဝယ်မယ်ဆိုရင်ကျွန်တော်တို့ဝယ်ထားတဲ့ဒီ space ဒီ building ကနောက်ဆိုရင်ကျွန်တော်တို့ဒီဝယ်ထားတဲ့ building ကျွန်တော်တို့ဝယ်ထားတဲ့ space ကိုပြန်ရောင်းလို့ရတယ်အဲ့လိုပြန်ရောင်းတဲ့ခါကျရင်ကျွန်တော်တို့ကငွေအများကြီးရရှိမှာဖြစ်ပါတယ်ဆိုတော့ငားတာထက်ဝယ်ဖို့ရန်ကျွန်တော်အားပေးခြင်းတယ်ကျွန်တော်တို့ commercial space တခုဝယ်မယ်ဆိုရင်ကျွန်တော်တို့က down payment 10% 15% 20% 25% ဆိုပြီးတော့ပေးရနိုင်ပါတယ်ဆိုတော့ကျွန်တော်တို့ဘယ်လောက်ပေးနိုင်လဲကျွန်တော်တို့ပေးနိုင်တဲ့ down payment နဲ့ကျွန်တော်တို့ကစ조사ပြီးတော့ဝယ်ဖို့ကျွန်တော်တို့လုပ်လို့ရပါတယ်ဆိုတော့ business တခုကိုစတင်တော့မယ် business တခုကိုလုပ်တော့မယ်ဆိုရင်ကျွန်တော်တို့ကဆိုင်ငားတာ building ငားတာ space ငားတာတော့ဒါတော့ပုံမှန်ပဲဖြစ်တယ်ဒါပေမဲ့ဒီ business မှာကျွန်တော်တို့လောက်ကင်လာတာ2နှစ်3နှစ်ရှိပြီ4နှစ်5နှစ်လောက်ရှိပြီဆိုရင်ကျွန်တော်တို့ကအကြာကြီးအဲ့ဒီ commercial space ကိုကျွန်တော်တို့မငားတော့ဘဲနဲ့ကျွန်တော်တို့ကိုယ်ပိုင်ဝယ်ထားနိုင်ရင်အကောင်းဆုံးဖြစ်တယ်ဆိုတော့ဒီလို commercial loan နဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့ရုံးမှာကျွန်တော်တို့အကုန်လုံးလုပ်ပါတယ်ကျွန်တော်တို့က residential mortgage loan အပြင် commercial loan လည်းကျွန်တော်တို့ကလုပ်ပေးပါတယ်ဆိုတော့တင်က commercial နဲ့ပတ်သက်ပြီးတော့ loanကောင်းလေးလိုချင်တယ်ဆိုရင်ကျွန်တော်တို့ရုံးမှာကျွန်တော်တို့လာတွေ့လို့ရပါတယ်ကျွန်တော်တို့က commercial loan ကိုကျွန်တော်တို့ကအကောင်းဆုံး loan ကျွန်တော်ရှာပေးမှာဖြစ်ပါတယ်ဥပမာအနေနဲ့ကျွန်တော်ပြောရမယ်ဆိုရင်အခုဒီ office space ကအခန်းတွေလည်းကျွန်တော်ရိုက်ထားတယ်ကျွန်တော်လိုက်ပြပေးမယ်ဒီ office space မှာဆိုရင်အခန်းက9ခန်းလောက်ရှိတယ်ဗျအခုကျွန်တော်ရဲ့ business က real estate business ပြီးတော့ insurance business ပြီးတော့ mortgage business ကျွန်တော်က business 3ခုကိုတထိုင်တဲ့ဒီရုံးမှာလုပ်တာဖြစ်တယ်နောက်ဆုံးလဲကျွန်တော် immigration လဲလုပ်အောင်မယ်ဆိုတော့ပြောချင်တာကဒီရုံးကဆိုရင်နှစ်ထပ်ရှိတယ်သူက basement မှာက4ခန်းလောက်ရှိတယ်ဒီအပေါ်မှာ3ခန်းလောက်ရှိတယ်เนาะကျွန်တော်ပြောချင်တာကကျွန်တော်တို့ကဒီအပေါ်ပဲတုံးပြီးတော့အဲ့ဒီ basement ကအခန်း4ခန်းကိုเนาะတခြား business လုပ်တဲ့သူကိုကျွန်တော်တို့ငားမယ်ဆိုရင်အဲ့လိုကျွန်တော်တို့လုပ်လို့ရပါတယ်အဲ့လိုပဲကျွန်တော်တို့ကဒီ office space ပဲမဟုတ်ဘဲနဲ့ retail space တွေကျွန်တော်တို့ဝယ်မယ်ဆိုရင်အဲ့ retail ကိုကျွန်တော်တို့နှစ်ခုခွဲပြီးတော့အဲ့တစ်ဖက်မှာကျွန်တော်တို့သုံးမယ်တစ်ဖက်ကိုသူများကိုငားမယ်သူများကကျွန်တော်တို့ကိုငားခပေးတာကနေကျွန်တော်တို့ကဒီ space အားလုံးကို cover အောင်ကျွန်တော်တို့ကလုပ်လို့ရတယ်သူများစီကရတဲ့ monthly rent ကနေเนาะကျွန်တော်တို့အတွက်ပါကျွန်တော်တို့ cover အောင်ကျွန်တော်တို့လုပ်လို့ရတယ်ကျွန်တော်တို့ဒီအမေရိကမှာ business တခုကိုကျွန်တော်တို့စတင်လိုက်ပြီဒီ business ကိုကျွန်တော်တို့ကရေရှည်လုပ်ဖို့ဆုံးဖြတ်လိုက်ပြီဆိုရင်အကောင်းဆုံးကတော့ဆိုင်ငါးဘွားနဲ့နေတာတဲ့ကျွန်တော်တို့ကဆိုင်ကိုကိုယ်ပိုင်ဝယ်ထားတာအကောင်းဆုံးဖြစ်ပါတယ်ကျွန်တော်ဆိုရင်ဒီမှာဒီ office အလုပ်ကိုကျွန်တော်တို့လောက်ကင်လာတာကျွန်တော်တို့က4နှစ်ထက်ဝင်လာပြီဆိုတော့ဆက်ပြီးတော့ကျွန်တော်တို့ကအငှားစာချုပ်ဖို့ကျွန်တော်စာနာမရှိဘူးအဲ့ဒါထက်ကျွန်တော်ဝယ်မယ်ဝယ်ပြီးတော့ကျွန်တော်တို့ဒီ payment ကိုပုံမှန်ပေးမယ်ဒီပေးတဲ့ payment ကကျွန်တော်တို့က saving လုပ်ထားတာဖြစ်တယ်ပြီးတော့နောက်4နှစ်5နှစ်ကြာရင်ကျွန်တော်ဒီဝယ်ထားတာကိုပြန်ရောက်နေဆိုရင်ကျွန်တော်တို့ကသိန်းပေါင်းများဆိုကျွန်တော်တို့မြတ်မယ်မြတ်ပြီးတော့ဒီထက်ကောင်းတဲ့ building တွေကိုကျွန်တော်တို့ကပြန်ဝယ်လို့ရပါတယ်ဆိုတော့ကျွန်တော်တို့ငားတာထက်ကျွန်တော်တို့ဝယ်တာပိုကောင်းတယ်ဆိုတာကျွန်တော်ပြောပြချင်တယ်ဝယ်တာကကျွန်တော်တို့ပတ်စံစုတာပြီးတော့ကျွန်တော်တို့ရဲ့ဒီ building ကနေလည်း equity တွေအများကြီးတနေ့ပြီးတနေ့များလာမှာတက်လာမှာဖြစ်ပါတယ်ဆိုတော့ commercial loan နဲ့ပတ်သက်ပြီးတော့တိချင်တာမြင်းမြန်းဆရာရှိတယ်ဆိုရင်ကျွန်တော်တို့ဒီ page ရဲ့ comment မှာပဲဖြစ်ဖြစ်ကျွန်တော်တို့ရဲ့ messenger မှာပဲဖြစ်ဖြစ်လာပြီးတော့ကျွန်တော်တို့ကိုမေးနိုင်ပါတယ်ပြီးတော့ commercial loan ကိုရှာဖွေနေတဲ့သူများအတွက်လည်းကျွန်တော်တို့က commercial loan ကောင်းလေးတွေကျွန်တော်တို့ရှာပေးနိုင်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ပြောပြချင်ပါတယ်ကျွန်တော်တို့ရုံးကနေ real estate agent အလုပ်ကိုလုပ်တဲ့အပြင်ကျွန်တော်တို့ရုံးကနေလည်း mortgage အလုပ်ကိုလည်းကျွန်တော်တို့လုပ်ပါတယ်ဆိုတော့တင်က commercial space တခုကိုတွေ့ပြီးတော့အဲ commercial space ကိုဝယ်ချင်တယ်ဆိုရင်ကျွန်တော်တို့ရုံးကနေအကောင်းဆုံးလုံးကိုရှာပေးမယ်ပြီးတော့ကျွန်တော်ကိုယ်တိုင်ကဒီ commercial space ကိုဝယ်နိုင်အောင်ကျွန်တော်က negotiate လုပ်ပေးမယ်အယောင်းဝယ်နဲ့ပတ်သက်ပြီးတော့လိုအပ်တဲ့အရာအလုံးကိုကျွန်တော်ကစီစဉ်ပေးပြီးတော့ကျွန်တော်ကဆောင်ရွက်ပေးမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့ရဲ့ဒီ page ကို like and follow မလုပ်ရသေးဘူးဆိုရင်ဒီ page ကို like and follow လုပ်ထားကြပါ
နောက်ဆိုရင်လည်းဒီလို real estate နဲ့ပတ်သက်တဲ့ knowledge အများကြီးကိုကျွန်တော်တို့ဒီ page ကနေဝင်မြပေးမှာဖြစ်ပါတယ်ကျွန်တော်ကိုဆက်သွယ်ချင်တယ်ဆိုရင်ကျွန်တော်ရဲ့ဖုန်းနံပါတ်က678 414 4210ဖြစ်ပါတယ်ကျွန်တော်တို့ရုံးဖုန်းနံပါတ်က770 559 4978ဖြစ်ပါတယ်အားလုံးပဲကောင်းသောနေ့လေးပိုင်ဆိုင်ကြပါစေအားလုံးပဲကျန်းမာချမ်းသာကြပါစေကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်အားလုံးပဲ bye bye